ဘာလုပ်နေတာလဲတဲ့မေးတဲ့လူတွေကျမကဒီဟိုတယ်ဒီရုံးခန်းမှာကျမတန်ရှင်းလုပ်တယ်ပေါ့နော်အခုချိန်မှာတော့နားနေရတဲ့အချိန်မှာလာဖြေပြပေးပါတယ်ရှင်နမတိုင်ရနဲ့ကျမမတိုင်ရတန်းချက်တွေနဲ့ဟိုတယ်မှာရုံးခန်းတန်ရှင်းပေါ့နော်တက်ရှင်းလုပ်ပါတယ်ရှင်နှစ်ယောက်ပေါ့နော်တယောက်ကတော့ဟိုဘက်မှာဘာလုပ်လဲမီးနေတဲ့လူတွေကျမရုံးခန်းမှာလုပ်ပါတယ်ရှင်ဒါကတော့ရုံးခန်းပေါ့နော်ရုံးခန်းဒါတော့toilet ထဲမှာပေါ့နော်ဒါကတော့ဟိုဘက်ချမ်းမှာတော့အရှိမရုံးခန်းမှာလုပ်ပါတယ်ရှင်ဆိုးတော့မဆိုးပါဘူးတပါတယ်ပေါ့နော်လောက်ကတော့ဘာလုပ်လဲမီးနေကြလေသူတွေကျမဟိုတယ်မဲဘန်လုပ်ပါတယ်ရှင်ဗမာလို့ဆိုရင်နော်တရှိပေါ့နော်လုပ်တယ်ရှင်ထိုင်းလို့ဆိုမဲဘန်လုပ်ပါတယ်ရှင်ရုံးခန်းထဲမှာလုပ်ပါတယ်လူလားလို့မေးတဲ့လူတွေလူရင်ပြောပါမယ်ရှင်ခုကတော့လူမလို့သေးပါဘူးရှင်အားလုံးပဲဘိုင်ဘိုင်